How much do you love yourself? Because if you understand the value of self-love, you'll never be friends with those type of people. Most of the people out here are running around empty. They have no sense of self, no sense of self-love. When I say self-love, it has nothing to do with celebrity, money, materialistic things, and all of the things that your negative mind could probably go to. It has nothing to do with self-love. It has nothing to do with looks, nothing to do with cars and any of the superficial things that one would assume that could make you love yourself even more. It's a matter of knowing your value. It's a matter of you saying, I don't have to be around these people in these type of environments and situations in order for me to finally see the value in myself. I love me independent of you loving me. I believe in me. I know my self-worth. I am here and I have a purpose. Okay, so I think this is really interesting video for you. So, ခုနကြည့်လိုက်တဲ့ video လေးကလည်းအရန်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ So, what is self love ပေါ့နော်ဒီနေ့ဒီချိန်မီကနေပြီးတော့ self love ပေါ့နော်ကိုချစ်ချင်းမြတ်တာဆိုတဲ့ဟာလေးကိုဒီချိန်ကနေပြီးတော့ညှဝေပေးချင်ပါတယ်ရှင်။ဆိုတော့အားလုံးပဲမင်္ဂလာပါ။ကျွန်မတို့ဒီချိန်မီဖြစ်ပါတယ်။ MBTC ကျောင်းရဲ့ founder တယောက်ဖြစ်ပါတယ်။ဆိုတော့ဒီနေ့ video လေးမှာတွေ့ခဲ့သလိုပဲ self love ပေါ့နော်ကျွန်မတို့ကကိုချစ်ကြလား what is self love ဆိုတဲ့အကြောင်းလေးပါအဲ့တော့ကိုဘယ်လိုချစ်ရမလဲဘာတွေရှိတယ်ဆိုတဲ့ဟာတွေအများကြီးပြောတာမျိုးမဟုတ်ဘဲနဲ့ပေါ့ပါ tips လေးနဲ့အင်္ဂလိပ်စာလေး learning လေးလုပ်ရင်းနဲ့ဒီနေ့ self love လေးအကြောင်းကိုလေ့လာမှာဖြစ်ပါတယ်ဆိုတော့ what is self love self love ဆိုတာဘာလဲကိုတကယ်ရောချစ်ကြလားပေါ့နော်ဆိုတော့ဒီရှေ့ကတော့ဒီမှာ self love ဆိုတဲ့စာကိုဒီစကားလုံးလေးနဲ့ပြောပြချင်ပါတယ် self love means that you accept yourself fully treat yourself with kindness and respect and nurture your growth and well-being ဆိုတော့ဒီရှယ်တို့ပြောချင်တာကတော့ရှယ်တို့ဟာကိုချစ်တယ်ဆိုလို့ရှိရင်ကိုလက်ခံဖို့အရေးကြီးပါတယ်ပိန်ချင်းဝါချင်းပူချင်းရှည်ချင်းဆိုတာထက်ဆိုင်ရင် oh my god like you should accept who you are ကိုဘယ်သူလဲဆိုတော့ကိုရဲ့လက်ခံမှာကိုရဲ့ဖြစ်တည်မှုကိုကျမတို့လက်ခံဖို့လိုအပ်ပါတယ်ရှင်နောက်တစ်ခုကကိုချစ်ခင်ကျင်နာမှုတွေနဲ့အတူကျင် respect ဆိုရယ်လေးစားမှုကအရင်ကြီးကြည့်ပါတယ်ကိုမှမလေးစားရင် nobody will respect you ပါရှင်ဘယ်သူမှလေးစားမှလည်းမဟုတ်ပါဘူးနောက်တစ်ခုကကျမတို့ဟာကိုတကယ်ချစ်တဲ့လူဆိုတာကိုယ့်ရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုယ့်ရဲ့ကျန်းမာနေကောင်းမှုလေးကိုအမြဲတမ်းပြုစုပြောထောင်နေဖို့လိုအပ်တယ်ဆိုတာလေးကိုself love ရဲ့ definition လေးအနေနဲ့ဒီရှေ့ကပြပြစင်ပါတယ်ဆိုတော့ဒီနေရာလေးမှာခြေတို့မျှဝေပေးချင်တာ positive mindset and affirmation လေးဖြစ်ပါတယ်ကျမတို့ကဘာကြီးကအများကြီးအခက်အခဲနဲ့ကြုံနေရသလိုကောင်းခြင်းတွေလည်းရှိပါတယ်ဒါကြောင့် you are optimistic about the world around you and you expect that good things will happen to you ဆိုတော့ဒီဗီဒီယိုလေးမှာ English မြန်မာနှစ်ဘာသာလေးနဲ့ပြောပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့် English vocab လေးနဲ့အတူတူမြန်မာလိုလေးလည်းနားထောင်လို့ရပါတယ်ကျမတို့ရဲ့ကဘာကြီးကိုကျမတို့ပတ်လည်မှာရှိတဲ့ကဘာကြီးနဲ့ပတ်သက်ပြီးတော့အခက်အခဲတွေအနောက်ရှက်တွေအတားဆီးတွေရှိနေပေမဲ့လည်းကျမတို့အကောင်းမြင်ကြည့်တတ်ဖို့လိုအပ်တယ်ကျမတို့နောက်တစ်ခုကစကားလုံးလေးတွေကျမတို့ရဲ့ဘဝကိုချုပ်ကင်နေသောစကားလုံးလေးတွေအရင်ရေးကြည့်ပါတယ်မြန်မာစကားဆိုရင်ရှိရလေနော်စကားနောက်တရားပါဆိုတော့words that communicate your love appreciation and respect for another person this is affirmation မှာဆိုတော့ဒီချက်ကတော့ဒီနေ့ညဝေပေးခြင်းတဲ့စကားလုံးလေးအပိုင်းလေးရှိပါတယ် positive affirmation လေးတွေတကယ်လို့ကျမတို့မှာအရင်စိတ်ပင်ပန်းလာတဲ့ရက်ကလေးရှိတယ်ဆိုလို့ရှိရင်ကျမတို့ဘာလို့တင်တယ်လဲကိုဒီချက်တို့တွေကပြောပြတင်တယ် okay it's just a bad day it will pass I'll be fine เนาะကျမတို့ 3 idiot အားလုံးနာမည်ကြီးရဲ့ကားလေးသိမှာပါအဲ့ဒီကလည်းပြောသလို all is well ပေါ့ဒီနေ့ကအရင်ဆိုတာမှန်တယ်ဒါပေမဲ့ကြောဖြတ်သွားမှာပါငါအဆင်ပြေသွားမှာပါနောက်တစ်ခုကတခါတည်းကျမတို့အရင် perfect ဖြစ်ချင်ကြတယ်အဲ့ဒါဆိုရင်လည်းကို remind လို့ရမှာ I don't have to be perfect all the time ကျမတို့တစ်ချိန်လုံး perfect ဖြစ်နေဖို့ဆိုတာမဖြစ်နိုင်ပါဘူးနောက်တစ်ခုကတခါတည်းငါဘာမှမလုပ်နိုင်သေးဘူးမအောင်မြင်သေးဘူးလို့
တွေးပြီးစိတ်သက်သာနေမယ်စာကိုပြောကြည့်ပါ taking small step is also a progress ပဲဖြစ်ပါတယ်ကျမတို့ဘာမှမစတာတဲ့3ညကနေဆိုရင်ခြေနဲ့တလန်းကြီးရလဲကျမတို့အတွက် progress တစ်ခုပဲဖြစ်ပါတယ်ဆိုတော့အားလုံးမှတ်ထားရမှာက is a bad day not a bad life ဖြစ်ပါတယ် okay ဆိုတော့ဒီလိုလေးပေါ့ကျမတို့ကို hacking လုပ်ကြည့်ရအောင်ကျမတို့ကိုချစ်တဲ့ daily affirmation လေးထဲမှာပြောကြည့်မယ်ဆိုရင်ကျမတို့ကိုနှစ်သိမ့်တဲ့စကားလုံးလေးတွေကိုချစ်ပေးတဲ့စကားလုံးလေးကျမတို့ရဲ့ခန္ဓာကိုယ်လေးအရန်တန်ဖိုးရှိရဲ့စိတ်ကလေးကလည်းအရန်တန်ဖိုးရှိပါတယ် I love my unit next အများနဲ့တူတဲ့ကိုလေးကိုချစ်ကြည့်ပေးပါကိုယ့်ရဲ့စကားလုံးလေးတွေကလည်းအရေးကြီးပါတယ် I believe in myself ပါ I am unstoppable ဘာကမှကျမတို့ရက်တန်းလို့မရအောင်ကျမတို့ဆက်သွားကြအောင်ပါရှေ့ဆက်ကြမယ့်အနာဂတ်တွေရှိပါတယ်ဆိုတော့ဒီနေ့ကျမပေးချင်တဲ့အဓိကအပိုင်းလေးကတော့၅ချက်ရှိပါတယ်ရှင်ကျမတို့ step by step ဘယ်လိုမျိုးကိုချက်ကြမလဲဆိုတော့ဒါလေးကတော့ဆရာလောက်တာမဟုတ်ပါဘူး Number 1 trust you trust yourself to make good decision for yourself ပါကျမတို့ကိုအတွက်ငါကောင်းမွန်သောဆုံးဖြတ်ချက်တွေလုပ်နိုင်နေဆိုပြီးတော့ကိုယုံကြည်ဖို့လိုအပ်ပါတယ်နောက်တစ်ခုကကျမတို့က be positive ကိုအကောင်းမြင်တတ်ဖို့လိုအပ်ပါတယ် say nothing bad about yourself အခက်အခဲတွေကြုံလာတဲ့အခါမှာကိုအပြစ်တင်မိတတ်တယ်ဥပမာဆိုလို့ရှိရင်အော်ဒါငါကြောင့်ဖြစ်တာငါကအမှားတွေလုပ်လိုက်တာငါကမကောင်းလို့ဆိုတာထက်ဆိုင်ကိုကောင်းမှုလေးကျွန်မခုနပြောခဲ့သလိုပေါ့နော် positive affirmation လေးပြောဖို့လိုအပ်ပါတယ်နံပါတ်3ကျမတို့နှလုံးသားလေးကတတိလေးပါဘာကြောင့်ကျမတို့အမုန်းတရားတွေမနာလိုခြင်းတွေစိတ်ညစ်မှုတွေနဲ့ပြည့်နှက်နေမလဲကိုယ့်ရဲ့နှလုံးသားလေးကို let your heart free okay you can feel pain တခါတည်းကျရင်နာကျင်မှုတွေခံစားနိုင်ရတယ်ဒါပေမဲ့ကျမတို့ joy ပျော်ရွှင်မှုတွေနှစ်သက်မှုတွေကိုလည်း as fully as you can ကျမတို့ပျော်ရွှင်မှုတွေကိုလည်းအပြည့်အဝခံစားပေးပါဘဝမှာကြုံရတဲ့လူပေါင်းများစွာတွေမှာကောင်းတဲ့လူတွေရှိတယ်လို့မကောင်းတဲ့သူတွေလည်းရှိပါတယ်ဒါကြောင့်ဒီထဲမှာလူငယ်ညီမလေးညီမလေးတွေအတူပါတယ်ဆိုလဲတကယ်လို့ပြောပြချင်တာ don't afraid to let go of toxic people ပါကိုဘဝကို toxic ဖြစ်စေတဲ့သူတွေရှိတယ်ဆိုလို့ရှိရင်သွားခွင့်ပေးလိုက်ပါဘာကြောင့်နှလုံးသားထဲမှာချီထားမလဲနော်ကိုယ့်ရဲ့ energy လေးကို you need to protect yourself ပါရှင်နောက်တစ်ခုကတော့ put yourself first ပါအတ္တကြီးခိုင်းတာမဟုတ်ပါဘူးရှင်ကျမတို့ကိုဒီနေရာလေးမှာဘယ်လိုမျိုး put yourself first လုပ်မလဲကို see beauty in simple things and be kind to yourself ကိုကျင်နာပြီးပါချစ်ပေးပါကျမအောင်နေပေးပါဒါလေးတွေကကိုချစ်ချင်းမြတ်တာလေးတွေပဲဖြစ်ပါတယ်ရှင်ဆိုတော့ဒီနေ့ talk လေးရတော့အရန်ရုပ်ရှင်ပါတယ်ဘဝကြီးက life is too short ပါအရန်တူပါတယ် so don't forget to love and put yourself first ဒါပေမဲ့လည်းပြောချင်တာကတော့ကျမတို့ဘဝတူတယ်ကိုချစ်ဖို့ကိုလည်းအရှိမထားဖို့လည်းမမေ့ပါနဲ့အောင်သို့တော်လည်းပဲ relationship တရားလည်း stay matter လေးဖြစ်တယ်ဆိုတော့ဒါလူငယ်ဆက်ပြောရင်ချစ်ကြည့်ပါပြီးမှငိုပါပေါ့လေနော်စတာပါဒါကတော့ကျမချစ်ချင်းမြတ်တာအကြောင်းဆိုတဲ့အခါမှာကိုချစ်ချင်းတရားကိုအဓိကဒီနေ့မျှဝေပေးသွားခြင်းဖြစ်ပါတယ်ဒါလေးတွေကတော့ questions လေးတွေကတော့ဒါအိမ်စာပေါ့နော်ချီနေတဲ့လူတွေအတွက်အိမ်စာပါဘာအိမ်စာလဲHow positive thinking is helpful during the difficult times ဒီနေ့ဗီဒီယိုလေးကိုကြည့်ပြီးတော့ကိုတွေးကြည့်ပါမေးကြည့်ပါအကောင်းမြင်ခြင်းအတွေးခေါ်လေးတွေဟာအရန်ခက်ခဲနေတဲ့အချိန်မှာဘယ်လောက်ထိအထောက်ကိုပြုတ်တယ်လဲနောက်တစ်ခါစဉ်းစားကြည့်ပါ Do you remember anyone you hated 10 years ago Does it matter now လွန်ခဲ့တဲ့10နှစ်လောက်ကကိုမုန်းခဲ့တဲ့သူကိုချိန်ဒီတတိယနေသေးရလားဘာကြောင့်အမုန်းတရားဆိုတဲ့အရာကိုနှလုံးသားထဲမှာထည့်ပြီး10နှစ်တိပိုက်သွားနေမလဲ doesn't matter နော်အခုတော့အဲ့လုံမုန်းနေရခြင်းကအရေးပါသလားပေါ့နော်စဉ်းစားကြည့်ပါတကယ်လို့ဒါ if today would be the end of the world what would you do တကယ်လို့ဒီနေ့ဒါကဘာကြီးရဲ့နောက်ဆုံးနေ့ဖြစ်ခဲ့ရင်ကျမတို့ဘာလုပ်ကြမလဲအော်ဒါမှမဟုတ်ဆိုလို့ရှိရင်ကျမတို့က if you would die now would you have any regrets ကျမတို့ခုနေတည်သွားခဲ့ရင်တည်ခြင်းတရားနဲ့ကြုံခဲ့ရရင်ကျမတို့မှာနောင်တတွေရှိမှာလား okay ဆိုတော့ကျမကဒီနေ့ဒါလေးကတော့ positive morning motivation လေးတွေကိုဘယ်လိုချရမလဲဆိုတဲ့ vocabulary လေးတွေနဲ့အတူတူ video လေးတွေကိုဒီ video ထဲမှာစာလေးနဲ့အတူတူ link လေးတွေထည့်ပေးထားပါမယ်ရှင်ဆိုတော့ကျမရဲ့ video လေးကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးများတင်ပါတယ်ဆိုတော့နောက်ထပ် video တွေမှာလည်းဘယ်လိုအကြောင်းအရာလေး
ညဝေပေးအောင်လဲဆိုတာလေးကိုဒီ teacher မေအမြင့်ဒီစီ Facebook page က YouTube channel လေးကို like and subscribe လုပ်ပြီးတော့စောင့်ကြည့်ပေးပါအောင်နော်အားလုံးပဲတာယာ agent နေလေးဖြစ်ကြပါစေရှင် bye bye